တကယ်တော့ဘသူကိုမှကိုတကယ်မပိုင်ပါဘူးဘဝတစ်ခုမှာတွေ့ဆုံကြုံကြရတဲ့သားသမီးဇနီးခင်မွန်းကိုလူတွေကကိုအပိုင်းလို့ထင်နေကြတယ်တကယ်ကဘသူကမှဘသူကိုမှမပိုင်ပါဘူးကိုခန္ဓာကိုယ်တော်ကိုမပိုင်ပါဘူးနော်အကြောင်းတင်တုံလေးမို့ပေါင်းစုံနေကြရတာဖြစ်တယ်အကြောင်းမသိတဲ့တနေ့ခွဲကြရမှာပဲဒါကကိုတယောက်တည်းပဲဖြစ်နေတာလားဆိုတော့မဟုတ်ဘူး30ပုံလုံးဖြစ်နေကြတာကိုတယောက်တည်းမဟုတ်ပါဘူးဒါကတတဝါတွေအတွက်ဖြစ်ရိုးဖြစ်စဉ်တစ်ခုများသာဖြစ်တယ်သို့တော်လည်းမိသားစုနဲ့ပျော်ရွှင်နေတော့စိတ်ကူးရင်ကောင်းနေတော့မှရုတ်တရက်ခွဲရတော့အတော်ခံစားကြရတယ်နော်ဒီတော့သားသမီးဇနီးခင်မွန်းတွေကိုကိုပိုင်နေကိုဆိုင်နေဆိုတဲ့အထင်အမြင်မှားမှုကိုတတိလေးနဲ့လျှော့ချရမယ်ကိုမထားခဲ့လေသူတို့ကကိုထားခဲ့မှာပဲဒီတဘာဝကိုနားလေလက်ခံနိုင်ရမယ်ကိုတကယ်ပိုင်တာကိုတကယ်ဆိုင်တာကကိုပြုထားတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေပဲဖြစ်တယ်ကိုဘဝရဲ့အဖော်အမော်အစစ်ဆိုတာကိုပြုထားတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေသာဖြစ်တယ်သားသမီးဇနီးခင်မွန်းဆိုတာကတုတ်တန်ဟိုဘက်အထိလိုက်လို့မရဘူးကိုပြုထားတဲ့ကံတွေကတော့ကိုသွားရကိုနေဗံမရမချင်းအရေးလိုလိုက်ပါနေကြမှာဖြစ်တယ်လူဆိုတာအကြောင်းဆုံးလို့ပေါင်းစုံရတဲ့အခါမှာအကောင်းဆုံးပေါင်းစုံခဲ့ကြသလိုအကြောင်းမစုံတော့လို့ခွဲကြရတော့မယ်ဆိုရင်လေအကောင်းဆုံးခွဲနိုင်ဖို့လိုတယ်ကိုကသားသမီးဇနီးခင်ပွန်းကိုဆွဲလန်းတမတ်စိတ်နဲ့သိမေဆိုရင်မကောင်းတဲ့ဘုံဘဝကိုလာရောက်ရမယ်ကိုရဲ့ဆွဲလန်းတမတ်စိတ်ကသူတို့ကိုကောင်းကျိုးတစုံတရာပြုနိုင်သလားဆိုတော့မပြုနိုင်ဘူးကိုအတွက်ကောင်းကျိုးပြုသလားဆိုတော့လေမပြုပါဘူးနှစ်ဖက်ရှုံစီနေနော်ဒါကြောင့်နှစ်ဖက်ရှုံမရှုံရအောင်ဒီအချိန်ကစလို့မိသားစုကိုငါတကယ်မပိုင်ငါတကယ်မဆိုင်ဘူးလို့နားလေလက်ခံပါဒီအချိန်လေးကငါတယောက်တည်းကြုံနေရတာမဟုတ်ဘူးဆိုတာကိုလည်းနားလေလက်ခံပါမိသားစုကိုချစ်တယ်လို့ငါကိုငါလေးချစ်မှတော်မယ်လို့တွေးပြီးဒါနာသီလဘာဝနာအမှုတို့ကိုစွမ်းအားရှိသလောက်ပြုလုပ်အားထုတ်ပါတစ်ချိန်ချိန်တော့ကိုမခွဲရင်သူတို့ကခွဲခဲ့မှာနော်ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဖရာကြီးဒေါက်တာနန္ဒာမာလာဘီဝင်းတော်ဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိမ်မအဖွဲ့သားများမှဓမ္မ